ကျောင်းစာတင်ငန်းထဲမှာအီဆူမီတယောက်ကျောင်းစာကိုစိတ်မရောက်ပဲကင်ချီနဲ့တူတူအိမ်ပြန်ရဖို့ကိုပဲစိတ်ရောက်နေပြီးအမြဲတမ်းမိကကြားပြက်ပြက်ခုတ်နေရောသူမမသိအောင်တန်းသားချိန်မှာကင်ချီကိုညနေအိမ်တူတူပြန်ကြအောင်ဆိုပြီးချစ်ခွင့်ပတ်တယ်လို့ဖွင့်ပြလိုက်ပါတယ်ဒါပေမဲ့ကင်ချီကမိဦးနဲ့ဈေးဝယ်ထွက်ဖို့ချိန်ထားရရှိလို့တောင်းပန်ပါဆိုကညီလိုက်တာကြောင့်အီဆူမီလည်းပြုံးပြတ်အောင်ခံစားသွားပြီးဒီအချိန်တွေကိုစောင့်ကြည့်နေတဲ့နေကြီးမကအီဆူမီကင်ချီပေါ်တစ်ဖက်သက်ကြိုက်နေရဆိုတာသိရောနှစ်ယောက်ချစ်ကြိုက်သွားအောင်တွန်းပို့ပြီးမလို့ကြံစီပါတော့တယ်နေကြီးမရဲ့ဒီကကြံကကင်ချီသာအီဆူမီနဲ့ချစ်ကြိုက်သွားခဲ့ရင်ကျန်ဖြစ်ခဲ့မိဦးကိုသူ့ရင်ကိုနဲ့ဆွဲသွင်းမှဖြစ်ပြီးတကယ်လို့မိဦးအချစ်ကိုရယူနိုင်ခဲ့မယ်ဆိုရင်ရှင်ပါကိုဖွဲချုပ်လည်းဒီထက်ပိုတန်မာလာလိမ့်မယ်ဆိုရဲပေါ်တော်တစ်ဖက်သက်ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်သူ့စီစဉ်ကိုအမြန်ဆုံးကောင်ထဲပေါ်ဖို့အတွက်အီဆူမီကိုချီးပြဿနာဖြေရှင်းပေးမယ်ဆိုကချင်းကပ်ပေမဲ့အီဆူမီကမျက်ကွယ်ပြုနေရကြောင်းနေကြီးမလေးမီယူနဲ့ကင်ချီတမောက်ထဲမှာနေနေရမို့ကြိုင်သူတို့နှစ်ယောက်ချစ်ကြိုက်သွားကြလိမ့်မယ်အဲ့လိုဖြစ်မကန်ချင်ငါပြောရတိုင်းတာလို့ဒါဆိုကင်ချီနှလုံးသားကိုနေစုကူးနိုင်လိမ့်မယ်ဒီရက်ပတ်ပိတ်ရကြရင်သူဂျိုကိုသွားလေကြမယ်လှပဆုံးဝစ်စားခဲ့ဒီလိုနှစ်ယောက်ဆက်ဆက်ရေးအဆင်ပြေလာအောင်ငါကိုတော်ကူညီပေးမယ်ဆိုပြီးပြောရကြောင်းအီဆူမီလည်းဒီတိုင်းနေလဲချေရှုံးနေမဲ့တူကိုကနီးဆက်ရှင်တဲ့လူဖြစ်ချင်တဲ့အတွက်နေကြီးမပြောသလိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ပိတ်ရရောက်တော့ဒိုဂျိုရှိမှဆုံးကြပြီးဆွဲဆောင်မှုရှိရဲ့ဝေစာမွေးလာပဲပုံသုံးကြီးဝစ်လာရဲ့အီဆူမီကိုတတရဖြစ်အောင်လုပ်ပေးပြီးရနဲ့ဝင်မဲ့လုံးမှာကင်ချီကသူ့ရှိကိုအော်တန်နဲ့သူရောက်လာခဲ့ပါတယ်ဒီနေ့ကရှိကူလေလေးကြည့်ပြီးရဖြစ်တာကြောင့်ရဲ့စေတနာရှင်ဆာကာကီကပါပါဝဲကူညီအားဖြစ်ပြီးရမို့ကင်ချီလည်းမခံနိုင်တာနဲ့ထုံးစံအတိုင်းထွက်ပြေးနေရဖြစ်ပါတယ်ဒါပေမဲ့ပြန်ဆွဲတွေ့ခံလိုက်ရလို့အီဆူမီလည်းစိတ်ပူလို့လိုက်သွားပြီးအထဲမှာမြည်ရွယ်ပြင်အရင်လှရှိကူလည်းပါကင်ချီနဲ့တမိုးအောက်ထဲနေနေရဆိုတာသိတော့အီဆူမီတော်ဝင်တော်မူတွေကနှစ်ဆမကဖြစ်သွားပါတယ်အခီဆာမကမတွေ့ရကြပြီနော်မိတ်ကလေးနေကောင်းလာဆိုပြီးမိတ်ဆက်လာလို့အီဆူမီလည်းသူမတခါကယ်ဘူးရဲ့လူဆိုတာပြန်မှတ်ရသွားပြီးအတုံးကကိစ္စအတွက်ကျေးဇူးတင်ဖို့လုပ်ပေမဲ့ကင်ရှိစီကိုပဲအာရုံရောက်နေပါလေဒီကြားနာဘူးခင်းစဲကတပုတ်လိုက်ရိုက်နေရကြောင်းဒီလူကဘာကြီးလေးဖြစ်သွားကအကောင်ကြီးအပတ်ချံကိုပါထပ်တူလိုက်ရတော့ဒိုဂျိုတစ်ခုလုံးအီဆူမီအော်ဒါနေနဲ့ပြည့်နှက်သွားပါလေဒီနေရာကကင်ရှိတော့လေကူရဲ့နေရာမဟုတ်ဘူးဆိုတာနေကြီးမကပြောပြပေးနေပြီးကင်ရှိတတိလစ်သွားတဲ့ခါတိုင်းမိကိုရေပုံးနဲ့လောင်ခိုင်းပြီးထက်လေးချစ်ခိုင်းတာကြောင့်အီဆူမီလည်းကင်ရှိစားမခံနိုင်တော့အနေမကြောက်မလန့်ကက်ကက်လန့်ရဲတွေးပြလိုက်ပါလေဒါကြောင့်မို့အခီဆာမကခဏနာကြဖို့ဆိုပြီးအဲ့တဲ့ကိုအဲ့ခံကနာကြရင်ကင်ချီကနေကြီးမမဟုတ်တာတခုကြံစီလာပြီးဆိုတာကိုရိပ်မိလာပါတယ်ချစ်စရာမင်းကလေးနှစ်ယောက်ကမင်းကိုပဲစိတ်ဝင်စားနေရကိုငါမနာလို့ဖြစ်တာဆန်တလာနှစ်ယောက်စလုံးတော့မပြီးနိုင်ဘူးတယောက်တော့ငါ့ကိုပေးဆိုပြီးရန်ဖြစ်နေကြချိန်မှာမီးနဲ့အီဆူမီတို့တိုက်ပွဲကလည်းစတင်လာခဲ့ပါတယ်အီဆူမီကကင်ချီဒီမှာဘာတော့နေရလဲမီရောမီယူလေကုခံပညာရက်တွေနဲ့ကင်ချီရည်ရွယ်ချက်ကိုပြောပြလိုက်ပေမဲ့အီဆူမီကနားမလည်ခဲ့ပါဘူးဒါကြောင့်မီယူကတာမန်မင်းကလေးတွေကိုခံပညာအကြောင်းဗဟုသုတမရှိရတဘာဝကြပါတယ်လေဆိုတာပြောလိုက်လို့အီဆူမီလည်းဟုတ်တယ်ငါကဗဟုသုတမရှိဘူးမင်းကလေးဆိုတာကထိုးချိတ်တာလို့ကန်တာလို့မလုပ်ကြဘူးလေနင်းလိုရန်ဖြစ်တာဝါနာပိုင်းလူတော်တော်ထူးဆန်းနေမှာပေါ့ဆိုပြီးတဖြည်းဖြည်းတင်းမာလာကြပါလေဒါရီကိုဆာကာကီတို့လည်းခုနထောက်နေကြပြီးနှစ်ယောက်စလုံးကလည်းစကားအပြိုင်ဆိုင်များနေရကနေဥတီချက်ပြောင်းကကင်ချီကိုကိုခံပညာတင်ရအကြိုက်လားတစ်ပေပန်းမင်းတွေပြူထောက်အောင်ကိုပိုးကြိုက်လားဆိုပြီးမိလာလို့ကင်ချီလည်းနှစ်ယောက်စလုံးရဲ့ကြည့်ရကြောင်းဘသူ့ကိုရွေးချယ်ရမှန်းမသိရနဲ့လေ့ကျင့်ရအောင်မယ်ဆိုကစကားလမ်းကြောင်းလွဲပြီးထွက်သွားမလို့လုပ်ပါလေဒီကြီးမကလေ့ကျင့်အောင်မယ်ဆိုတော့ကိုခံပညာကိုပိုကြိုက်တဲ့သဘောလားဆိုကစီးထူးအားကြောင့်ကင်ချီလည်းငါ့ကိုဖီယားရီထမပေးပါနဲ့ရောဆိုပြီးတကားဖွင့်လိုက်တဲ့အခါမှာဆရာရီခိုးနားထောင်နေရနဲ့ပတ်ပင်းတိုးလို့ဒေါသထွက်နေတဲ့မိယူလည်းတကောအော်ထဲပြလိုက်ပါရင်ပြီးရတဲ့ကင်ချီကိုလေ့ကျင့်ပြန်စားအောင်လို့ပြောပြီးအီဆူမီကိုပါကိုခံပညာစိတ်ဝင်စားဘူးဆိုရင်ထိုင်ကြည့်နေတဲ့လက်ကားမို့ပြန်တင်တယ်လို့ပြောပေမဲ့အရှုံးမခံရင်တဲ့အီဆူမီကငါစိတ်ဝင်စားဘူးလို့ဘသူပြောတယ်ငါစမ်းသက်ကြည့်ရင်လည်းဆိုပြီးခွန်းတောင်းတာကြောင့်မိယူလည်းပညာပြချင်တာနဲ့ခွင့်ပြုလိုက်ပါလေနားကြတော့အားချောင်မီရဲ့အီဆူမီတယောက်လက်ဖြတ်နေခဲ့ပြီးအစ်ဆက်ဆက်ကြီးဖြစ်နေရဆိုတော့မိယူလည်းပါတီပေးရမှန်းမသိရနဲ့ကိုကြိုက်တဲ့နီးစနစ်တစ်ခုကိုတင်ဖို့ရွေးချယ်ခိုင်းလိုက်ပြီးတပည့်ရန်လိုချင်နေရဲ့အပချန်တော်လက်မလေးနဲ့ထိရုံနဲ့သူမတီတော်နိုင်လို့မတင်ပေးမိအောင်ကိုစိတ်ကိုထိန်းချုပ်တဲ့အနေနဲ့မြေကြီးရဲ့တူးဝင်နေပါလေဖတ်မှလည်းရှိကူလေကနေရောပါလေးကြည့်ကျင်တာလေလက်နက်ကိုက်ဆောင်တဲ့နီးစနစ်ပဲလားလို့မိရကိုဒီကြီးမကခါတီးနဲ့ငါးမှမျက်စံနဲ့ခြေလောက်တွေရှိနေတူ၍ဘာကိုခံမြင်မှမလို့စုကထွက်ပြေးပါတော့တယ်တိုင်ပတ်နေကြမီတို့စီကိုတော့ဖိုးကြီးအောက်တို့ကိုတိုင်ရောက်လာပြီးအီဆူမီကိုကုခံပညာတင်နေတာတကယ်လားလို့မေးပါတယ်တကယ်ကြဆိုရင်ဒီနေရာရဲ့အခြေခံတွေကနည်းနည်းကျန်းတာကြောင့်စိမ့်တက်ကြီးဖြစ်နေတဲ့သူမကိုနီးစနစ်တွေအစားဆန်းစာမွေးအနေနဲ့လက်မနဲ့ပဲဒိုက်ဆယ်ကထိုးခိုင်းပါတယ်ဒါပေမဲ့တာမန်မင်းကလေးတယောက်ကမီလိုမျိုးလွယ်လွယ်ကူထိုးနိုင်ဖို့ဆိုတာမဖြစ်နိုင်လို့အောက်တူလည်းလက်မအစားလက်နှစ်ပတ်လုံးကိုသုံးပြီးလေ့ကျင့်ခိုင်းပါတယ်ဒါကြောင့်တစ်ချိန်ရဖို့အတွက်ကိုအသေးအတန်ရုန်းကန်နေရတဲ့အကြောင်းစကာကီတို့လည်းစာချပူးမလေးမနိုင်မလုံးနဲ့လို့ပြောနေကြပြီးကင်ချီလည်းမကြည့်ရတော့အနေတားဖို့လုပ်ပေမဲ့ဟောက်တူကဆက်ဆောက်ကြည့်ခိုင်းပါတယ်အဲ့ချိန်နေကြီးမကတော့ရှိကူလည်းလက်ကနေမရရအောင်ထွက်ပြေးနေရပြီးရင်းနှီးပေါင်းစုံလေးလာထားတဲ့ကြိုးစားမှုကြောင့်ခဏလောက်မျက်ခြေပြတ်နိုင်လိုက်ပေမဲ့ရှိကူလည်းထောင်ချောက်တွေကနေတော့မလွတ်မြောက်နိုင်ခဲ့ပါဘူးအီဆူမီလည်းမလုံငန်းတော့ဘူးဆိုကလက်လျှော့လိုက်တာနဲ့ကင်ချီကနေကိစ္စတစ်ခုကိုပြစ်ပြတ်တာဆုံးဖြတ်တာမဟုတ်ရင်ကိုခံမညာကိုထမလို့တော့အကောင်းလိမ့်မယ်မဟုတ်ရင်တည်တော်နိုင်တာကြောင့်ဒီနေမပြန်ကြည့်သေးဘူးဆိုရင်လည်းငါလေးကျင့်တာထိုင်ကြည့်ဖို့ဆိုကပြောလိုက်ပြီးမိယူလည်းခုနကခလေးဆက်မှုရဲ့အတွက်ပြန်တောင်းမှန်တာကြောင့်နှစ်ယောက်သားပြေးလေသွားကြပါလေကင်ချီပုံစံကပန်းမင်းနေဆိုင်ပူးနေရတာနဲ့ပူလိုက်ဖက်တယ်ဆိုပေမဲ့ပါမီမပါလာတဲ့ကိုခံပညာကိုတဲတက်ကျူးစားနေရတာကသူ့ဝါဒနာဆိုတာထက်ကိုချစ်တဲ့လူတွေကိုကာဝယ်ပေးခြင်းနဲ့စိတ်ဆန္ဒကြောင့်ဖြစ်ပါလေလူ
လူတိုင်းကသူ့ဝါနာပါရရှောင်လန်းနေကြချိန်မှာအသားစီးတစ်ခုကြောင့်စိတ်ပြောင်းလဲသွားနိုင်ကြပေမဲ့ကင်ချီကတော့အဲ့လိုမဟုတ်ပဲသူ့ဝါနာပါတာကိုလည်းလုပ်ရင်ပန်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့လူသားမဆန်တဲ့လူရက်တွေကိုအရင်လိုမျက်ကွယ်မပြုချင်တာကြောင့်အချိန်ချင်းပြိုလဲနေပါစေလက်မလျှော့ပဲကြိုးစားနေကြောင်းပြောပြလိုက်ပါတယ်အဲ့ချိန်ကြီးမှာကတော့ငါ့ကိုဘယ်ရာမှမသားစီးနိုင်မှုဆိုကရှိကူလဲလက်ကနေထွက်ပြေးနေပေမဲ့တော့တွေကထောင်ချောက်တွေပဲစတိုက်မိနေခဲ့ရကြောင်းပြန်ကန်ကြီးမှတော့ကင်ချီစားရောက်တော့ကလိုတောင်မွေးထောက်နေရပြီးလူလဲကြုံကြနေပါတယ်အစုမီကတော့တနေ့လုံးနှောက်ယှက်ပေးမိခဲ့လို့ဆိုကအားလုံးကိုတောင်းပန်နေပြီးဟောက်တူကနိုင်ကလေးကင်ချီရဲ့လေ့ကျင့်မှုတွေကိုကြည့်ပြီးတကူခန်းစားမိသွားတာမျိုးရှိလားလေ့ကျင့်မှုဆိုတာရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းကိုပဲတန်ပါစေရမဟုတ်ဘူးမင်းကြီးမတ်သေးကနှလုံးသားကိုပါတန်ပါစေလိမ့်မယ်ကဲထားပါတော့နောက်လည်းလာလေဦးနော်ဦးလေးတို့အမြဲကြိုးစွနေပါဆိုပြီးအပြန်အလှန်နှုတ်ဆက်လိုက်ကြပါတယ်နေကြီးမကသူ့ရဲ့ကြံအစီမအောင်မြင်ခဲ့ရကြောင်းမိကိုသိမ့်ပိုက်မဲ့အစီအစဉ်ကိုလက်လျှော့လိုက်ရပေမဲ့နီးပြသူရဲ့ချက်လက်တွေကိုနည်းနည်းစီရခဲ့တာရဲ့ကင်ချီသူ့ဘက်မှာရှိနေသူရဲ့ရှင်းပါခုအနာကလည်းစိုးရိမ်စရာမရှိတာရဲ့ကြောင့်ခေါင်းရှုပ်မခံတော့ပါဘူးအစုမီကတော့ဖိုးကြီးအောက်သူစကားကြောင့်အရာလုံးကနေထွက်ပြေးနေမိရဲ့အချိန်တွေလိုထပ်ပြည့်မခံနိုင်တော့ပဲကင်ချီနဲ့ထိုက်တန်တဲ့ကောင်မလေးဖြစ်လာကြောင်းတနေ့ကျရင်တက်တည်ပြမယ်ဆိုကစိတ်ပိုင်းဖြစ်လိုက်ပါတယ်